ကတော့စပိန်ရလာတဲ့မှန်ကြီးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်ကွန်ဒိုလေးကတော့မိန်းလမ်းမပေါ်မှာလည်းဖြစ်ရမယ်မိသားစုနဲ့အတူနေထိုင်လို့ရမယ်အခန်းကျဲအခန်းကောင်းလေးနဲ့မိတ်ဆက်ပေးသားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်အခန်းရှိလေးကိုရောက်နေပြီဒီအခန်းလေးကတော့ modern ဆန်ဆန်ပြင်ဆင်ထားပြီးတော့မိသားစုနဲ့ကလေးတွေပါနေထိုင်လို့ရအောင်သေချာလေးပြင်ဆင်ထားတယ်လို့လည်းသိရတယ်ဒါဆိုရင်တော့ကျွန်တော်နဲ့အတူတူအခန်းလေးကိုလိုက်ကြည့်လိုက်ရအောင်ခင်ဗျာအခုကျွန်တော်တို့အခန်းထဲကိုဝင်ချင်းရောက်ပြီဆိုတာနဲ့ဒီဘက်မှာဖနက်ဆင်ထားလို့ရမယ်ပေါ့နော်အရန်တွေကိုတခြားလေးစီပြီးတော့ရန်မျိုးစုံထည့်ထားလို့ရမယ်ပြင်သွားကနေဆိုလို့ရှိရင်ဒီဘက်မှာကိုမှန်ကြီးလည်းရှိတယ်မှန်ကြည့်ပြီးတော့တန်ပြီးဖတ်သွားလို့ရတယ်ဒီအခန်းရဲ့အကျယ်ဝန်းကတော့ square feet 2360 square feet ရှိတယ်ဒါအခုဆိုလို့ရှိရင်ဒါဧကန် area ပေါ့နော်ဒီဘက်မှာ TV stand တွေကိုတေချာလေး modern design တွေပြင်ဆင်ပေးထားတယ်ဒီဘက်မှာပန်းဦးလေးတွေအလှလေးထားမယ်ပေါ့နော်ဒီမှာဧည့်သည်တွေနဲ့အေးစစ်စစ်ထိုင်ပြီးတော့စကားပြောလို့ရမယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ dining area အကျယ်ကြီးတစ်ခုရှိတယ်။dining area ကအစားမီးတိုင်းနေနဲ့တေချာလေးလှပအောင်ပြင်ဆင်ပေးထားတယ်။ဒီဘက်နောက်က decoration တွေဆိုလို့ရှိရင်လည်းနောက်တိုင်း style ပေါ့နော် modernize ဖြစ်တယ်။ပြီးတော့ဒီဘက်ချမ်းမှာဆိုလို့ရှိရင် closed kitchen တစ်ခုရှိတယ်။သူက slide door နဲ့ space မစားဘူးပေါ့နော်။အတွင်းမှာဆိုလို့ရှိရင် mini ဘားကောက်တာလေးတစ်ခုရှိမယ်ဒီမျိုးမီးဆိုင်အလှလေးတွေရှိတယ် kitchen ထဲမှာကတော့ဒီဘက်မှာရေခဲတက်တာရှိမယ် oven ရှိမယ်ပြီးတော့ဒီမှာပစ္စည်းတွေကိုထားလို့ရအောင် cabinet တွေအပေါ်မှာစီစဉ်ပေးထားတယ်ပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်ဒါကတော့ gas မီးဖိုဒီမှာ exhaust fan ညှော်ဆုပ်ဆက်ပါတဲ့အပြင်ကိုမှသူက side door တကားနဲ့ဆိုတော့အနံ့တွေပါတွေအပြင်ထွက်မှာလည်းစိတ်ပူစရာမလိုဘူးဒီအောက်မှာပကံတွေပါတွေအိုးတွေထားမယ်ဆိုလို့ရှိရင်တေချာလေးစီစဉ်ပေးထားတယ် space ကတော့တော်တော်ကျယ်တယ်သူကပစ္စည်းမျိုးစုံပေါ့နော်တေချာလေးပက်ရထားလို့ရတယ်ဒီဘက်ချမ်းမှာလည်းအိုးတွေခွက်တွေထားလို့ရမယ်ပေါ့နော်က site တော့တကားကိုမှ exhaust fan လည်းပါတယ်ဒီမှာ green box လေးတစ်ခုလည်းပါသေးရဆိုတော့ဒီကဟင်းချက်တဲ့အနံ့တွေကအပြင်ကိုထွက်မှာကိုတက်လည်းစိတ်ပူစရာမလိုပြီးတော့ဒီဘက်မှာ wardrobe အကြီးတစ်ခုရှိသေးတယ်ပစ္စည်းတော်တော်များများဆန့်တယ်ပေါ့နော်ဒီ kitchen ထဲမှာပဲမေရိုတီးတန်တခန်းပါသေးတယ်ဟောဒီဘက်ချမ်းမှာကတော့အိတ်ခမ်းတွေရှိတယ်ပေါ့နော်အိတ်ခမ်းတွေကိုမပြခင်ကျွန်တော်ဒီဘက်လေးကိုပြအောင်မယ်ဒီမှာဆိုလို့ရှိရင်ဒါ weight short set တွေကိုထားလို့ရမယ်ပေါ့နော်သူကသူ့ space နဲ့သူတေချာလေးထည့်ထားပြီးတယ်ပြီးတော့ဒါမျိုးလေးပြန်ပိတ်လိုက်တယ်ဆိုတော့ space နေရာမစားတော့ဘူးပြီးတော့ကိုယ့်ရဲ့ပစ္စည်းတွေကိုလည်းတေချာပြန်သိမ်းဖို့အတွက်ဒီဘက်မှာ wardrobe တီးတန့်အကြီးတွေပါသေးတယ်ပစ္စည်းတွေသူကတခါလေးစီစီထားလို့ရမယ်ပေါ့နော်ဟိုဒီဘက်မှာ single bedroom လေးတစ်ခန်းပါတယ်ဟောဒီ single bedroom လေးကတော့သူက single bedroom ဆိုပေမဲ့သူကကလေးငယ်တွေအတွက်ကိုရည်ရွယ်ပြီးတော့ဖွဲ့စည်းထားတဲ့ပုံစံမျိုးလေးပဲဒီမှာစာကြည့်စပွဲလေးတစ်ခုပါမယ်သူ့ရဲ့စာအုပ်တွေကိုဒီပေါ်မှာသူကပ်ပြီးလက်လေးနဲ့ထားလို့ရမယ်ကလေးငယ်တွေအတွက်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကသူ့ရဲ့တငယ်ချင်းတွေလာတယ်ဆိုလို့ရှိရင်လည်းဒီဘက်မှာ AC ထိုင်ပြီးတော့စော့မယ်စကားတွေပြောမယ်ပေါ့နော် idea လေးကတော့မစိုးဘူးဗျသူကဖွဲ့စည်းထားတဲ့ပုံစံလေးလှတယ်ကဲဒါဆိုရင်တော့နောက်တစ်ခါထပ်သွားကြည့်လိုက်ရအောင်ဒီဘက်မှာတော့ဘုံသုံးပေါ့နော်ရေချိုးကန်းနဲ့အိမ်သားလေးတစ်ခုပါမယ်ရေချိုးကန်းနဲ့အိမ်သားတော့သူကတော်တော်လေးကျယ်တယ်ဗျ space အရာလေးပြီးတော့သူကဒီမှန်အနောက်ဘက်မှာကိုပဲရေချိုးကန်းသုံးပစ္စည်းတွေထားမယ်မျက်နှာပစ္စည်းတွေသွားလိုက်တန်တို့ဘုတ်တန်တို့ပေါ့နော်ထားမယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ရေချိုးကန်းသုံးတန်ရှင်းပစ္စည်းတွေပေါ့နော်ထည့်ထားလို့ရမယ် cabinet လေးတစ်ခုပါသေးတယ်ရေချိုးကန်းတော့သူကဒီအပြင်ဘက်ကိုပေါ့နော်ရေစိတ်မှုမဖြစ်အောင်လို့လဲစီစဉ်ထားတယ်လို့မျိုးမှန်တကားလေးပါသေးတယ်ဗျပြီးတော့ဒီခန်းမှာပဲမီနီကစားကွင်းလေးတစ်ခုပါလို့သိရတယ်အဲ့ခန်းလေးကိုကျွန်တော်လိုက်ပြပေးမယ်ဒီခန်းလေးကတော့ကလေးငယ်တွေအတွက်ကိုပေါ့နော်မီနီကစားကွင်းပုံစံမျိုးလေးဖွဲ့စည်းပေးထားတယ်အောက်ထပ်မှာအိတ်မယ်ဆိုလို့ရှိရင်လည်းအိတ်လို့ရတယ်ပေါ့နော်တငယ်ချင်းတွေလာလို့အယုတ်တွေနဲ့ဆော့မယ်ဆိုလို့ရှိရင်လည်းဒီအပေါ်ထပ်မှာဆော့လို့ရတယ်ခိုင်တယ်ဗျပြီးတော့ तू ကဒီက master ပုံစံမျိုးဖွဲ့စည်းပေးထားတာဆိုတော့ဒီခန်းထဲမှာပဲပေါ့နော်ရေချိုးခန်းနဲ့အိမ်သားတစ်ခုပါသေးတယ်ရေချိုးကန်းအိမ်သာဆိုလို့ရှိရင်လည်းသူကကြက်ကြဲဝန်းဝန်းရှိတယ်ဘတ်သက်လေးတစ်ခုတော့ပါသေးတယ်
ဒီဘက်မှာလည်းခုနကပုံစံမျိုးပဲပေါ့နော်သူက space တွေကိုတေချာလေးစီစဉ်ပေးထားတော့ cabinet တွေနဲ့ပစ္စည်းတွေကနေရာလက်မရှိအောင်ဖွဲ့စည်းတည်ဆောက်ထားတယ်ဒီကားနေထွက်လိုက်မယ်ဆိုလို့ရှိရင်ဒီဘက်မှာ runner အကျယ်ကြီးတစ်ခုပါသေးတယ်ဒီဘက်မှာညနေခင်းပေါ့နော်ထိုင်ပြီးတော့အေးစစ်စစ် coffee တောက်တာမျိုးတွေကိုယ်တငယ်ချင်းတွေနဲ့ထိုင်ပြီးစဖတ်တာမျိုးတွေပေါ့နော်လုပ်လို့ရတယ်ဟိုဘက်မှာဆိုလို့ရှိရင်ကနာဘက်ကိုတော့မလှမ်းနေရတယ်ဗျဒီခန်းလေးကတော့ main master bedroom ခန်းလေးကိုပြပေးမယ်ကျွန်တော်ဝင်ချင်းမှာဆိုလို့ရှိရင်ရေချိုးခန်းအိမ်သားလေးတစ်ခုရှိမယ်သူကအရှိကိုဆက်သွားမယ်ဆိုလို့ရှိရင်ဒီမှာ king size အိပ်ယာလေးတစ်ခုပါမယ်စီလင်ကိုကအစသူကမြုပ်မီးတွေနဲ့တေချာလေးလှပအောင်စီစဉ်ထားပေးတယ်ဒီမှာဆိုလို့ရှိရင် wallpaper တွေကတ်ထားပေးတယ်ဒါလေးကတော့သူကမှန်တင်ကုန်လေးတစ်ခုဒီမှာရှိမယ်ကိုယ့်ရဲ့အခန်းထဲမှာ TV ကြည့်တတ်တဲ့သူတွေတက်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဒီမှာ TV stand တွေကအစသူကတေချာလေးလှုပ်ထားပေးတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ walk-in closet space လေးပေါ့နော်ဝစ်စားများတဲ့သူတွေအတွက်ကိုအဆင်ပြေပဲသူကcabinet တွေကအစကြကြဝဝရှိမယ်ပြင်ဆောက်ထားပေးတယ်ဒီမှာဆိုလို့ရှိရင်accessory ပစ္စည်းလေးတွေထားမယ်ပေါ့နော်။နာရီကိုဆွဲကြိုးလို့လက်စွပ်တို့ပေါ့နော်။ accessory ပစ္စည်းလေးတွေထားလို့ရမယ်။ပြီးတော့တန်မိုးကြီးပစ္စည်းတွေဆိုလို့ရှိရင်သူကသေးတန်လေးသိမ်းဖို့အတွက် box လေးတစ်ခုဒီဘက်မှာပါသေးတယ်။အခုကျွန်တော်မိတ်ဆက်ပြသွားတဲ့အခန်းလေးကိုအပြင်မှာကိုယ်တိုင်လာကြည့်ပြီးတော့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Cosmo Heaven Real Estate ကိုဆက်သွယ်ဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ကျွန်တော်နာမည်လင်းထပ်ပါကျွန်တော်စောင့်နေပါမယ် Apple Pay